မင်္ဂလာပါကျွန်တော် vlog မှာပြန်လည်ကြိုးလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်စဉ်းစားမိတဲ့အကြောင်းအရာလေးကတော့ဗာလဲဆိုရင် trader တွေတိုင်းစဉ်းစားမိမယ်အချက်ပါပဲအခုမစဉ်းစားမိတယ်တော့ဒီဖြတ်တန်းနဲ့တနေ့နေ့ကျရင်တော့ကြုံလာရမယ့်အချက်ပေါ့နော်အဲ့ဒါဗာလဲဆိုရင်ကျွန်တော်ကိုယ်ပိုင်ပတ်စံနဲ့ပဲ trading ကောင်းမလားဒါမှမဟုတ် profit နဲ့ပဲရေရှည်ရက်တည်လို့ရလားကျွန်တော်အဲ့အကြောင်းအရာလေးကိုအခြေခံပြီးတော့ဆွေးနွေးသွားပေးခြင်းတယ်ပေါ့နော်ထုံးစံတိုင်းပဲ channel လေးကို like subscribe comment လုပ်မမေ့ပါနဲ့ဆိုပထမဆုံးကိုယ်ပိုင် money နဲ့ trade တော့ပြောလိုက်အောင်ကိုယ်ပိုင် money နဲ့ trade တဲ့ဟာမှာတော့ပြောနေကြတော့မလိုဘူးပေါ့နော်ဒါကကိုယ်ပိုင် money ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ trade ဝင်တိုင်းမှာကျွန်တော်တို့ withdraw ထုတ်လို့ရမယ်နောက်ပြီးရင်ကိုယ်ပိုင်ငွေဖြစ်တဲ့အတွက်ကြောင့်ဘာ rules မှကန့်သတ်ထားတာမရှိဘူးအရင်ကလွတ်လပ်တယ်ကို trade ရင် trade တယ်လို့ trade တယ်လို့ trade တိုင်း trade တယ်လို့ကို profit ရှာနိုင်တယ် withdraw လုပ်လို့ရတယ်အကျိုးခံစားခွင့်တွေရှိတယ်ဒါအရင်ကလွတ်လပ်တယ်နောက်ပြီးရင်ကိုယ့်အပေါ်မှာလည်းဘာ rules မှထိန်းချုပ်ထားတာမရှိဘူးပေါ့နော် profit တွေလိုမျိုး rules ပေါင်း16000ထိန်းချုပ်ထားတာမရှိဘူးဆိုတော့ဒါကြီးကတော်တော်အဆင်ပြေတယ်နောက်တစ်ဆင်ပြေတဲ့တစ်ချက်ကကိုယ်ပိုင် money နဲ့ trader က long term မှာပို့ပြီးတော့ရက်တည်နိုင်တယ်ဆိုတော့အဲ့ဒါနောက်ဆုံးကျွန်တော်အကျဉ်းချုပ်မှာထပ်ပြီးအသေးစိတ်ဆွေးနွေးပေးမယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကကောင်းတဲ့အချက်တွေလို့ကျွန်တော်မြင်တယ်ဒါပေမဲ့ကောင်းတဲ့အချက်တွေလည်းရှိလို့အားနည်းချက်လိုအပ်ချက်တွေလည်းအများကြီးရှိတယ်ကိုယ်ပိုင် money နဲ့ trade ဖို့ရတဲ့လိုအပ်ချက်ပထမတစ်ခုအရေးကြီးဆုံးတော့ကိုယ်ပိုင် money လိုအပ်တယ်ကိုယ်ပိုင်ပတ်စံလိုအပ်တယ်ဆိုတော့ own capital ကလည်းကျွန်တော်တို့risk ယူရတဲ့ amount တစ်ခုပဲကိုက risk မှာဖြစ်တဲ့ကြောင့်ဒီအရင်က limit ဖြစ်တယ်ဗျာအရင်က budget ကတိုက်ဖြစ်တယ်ဥပမာကိုကဒေါ်လာ100ပဲစစချင်းမှာ risk ယူနိုင်တယ်ဆိုရင်ကိုကဒေါ်လာ100ထည့်ပြီးအဲ့ဒေါ်လာ100ကိုပဲ trade ပြီးတော့အရင်ကြီးပြုတ်ရမှာဖြစ်တဲ့အတွက်ကြောင့်ကိုရမယ် reward ကလည်းအရင်ကိုနှေးလိမ့်မယ်ကြာလိမ့်မယ်ဆိုတော့အမောက်အများကြီးချက်ချင်းရဖို့ဆိုတာကတော့အရင်ကိုကြာမယ်မဖြစ်နိုင်ဘူးဖြစ်နိုင်တယ်ဘယ်လိုမျိုးချိန်မှာဖြစ်နိုင်လဲဆိုရင်ကိုက gamble mindset နဲ့ leverage အများကြီးယူပြီးတော့အကောင့်ပြတ်တဲ့ဟာအထိကို risk ယူပြီးတော့ trade တယ်ကံကောင်းပြီးနိုင်သွားတယ်ဆိုရင်တော့ one trade ကို big win ဖြစ်သွားနိုင်တယ်ဒါပေမဲ့ဒါကကံကောင်းပြီး gamble mindset နဲ့ trade တာပေါ့နော်ဆိုတော့ပထမအားနည်းချက်ကကိုယ်ပိုင် money own capital amount တစ်ခုလိုအပ်တယ် leverage အသုံးချတာမှန်တယ်ဒါပေမဲ့leverage အသုံးချတာကြီးကလည်းအားတာချက်လည်းဖြစ်လို့အားနည်းချက်လည်းဖြစ်တယ်ဆိုတော့အားတာချက်မှာကောင်းကောင်းအသုံးချတဲ့ရင်အကျိုးမြတ်ကောင်းကောင်းရဒါကြီးကိုကောင်းကောင်းအသုံးမချတတ်ပဲပြောရရင် gamble လိုမျိုးဖြစ်သွားတဲ့ဟာလည်းရှိရပေါ့နော်အဲ့တော့ကြောင့်အားတာချက်ကြီးပဲလည်းပြောလို့မရဘူးအားနည်းချက်ကြီးပဲလည်းပြောလို့မရဘူးပေါ့နော်ဆိုတော့ပထမချက်ကတော့ကိုယ်ပိုင်ပတ်စံအမောင်းတစ်ခုလိုအပ်တယ်နောက်တစ်ခုကကိုယ်ပိုင်ပတ်စံဖြစ်တဲ့အတွက်ကြောင့်ရှုံးသွားရင်လည်းခံစားရတဲ့ emotion နဲ့ damage ကကျွန်တော် profit ရှုံးသွားတဲ့ damage နဲ့လုံးဝကိုကွဲပြားတယ်ပေါ့နော် profit မှာကိုကခံစားရတာ50လောက်ပဲဆိုရင်ကျွန်တော်တို့ကိုယ်ပိုင် money နဲ့ trade တဲ့ချိန်မှာရှုံးသွားရင်ခံစားရတာ50ထက်အစပေါင်းအများကြီးပိုလိမ့်မယ်။ဘာလို့လဲဆိုရင်ကိုကဒါကိုယ်ပိုင် money ဖြစ်နေလို့တကယ်လက်တွေ့ဆုံးရှုံးသွားတာဖြစ်နေလို့ပေါ့နော်။ဆိုတော့အဲ့ဒါကိုလည်းကောင်းကောင်းခံစားနိုင်မှုအရှုံးကိုလက်ခံနိုင်မှုရတော့ကျွန်တော်တို့အချိန်အများကြီးကျင့်ယူရတယ်။ဆိုတော့ကြည်နေတဲ့ညီကိုတွေတော့မသိဘူးကျွန်တော်တို့ကတော့အရှုံးကိုလက်ခံဖို့ရတော့ကိုကျွန်တော်အချိန်တော်တော်များများကိုတော်တော်လေးကျင့်ယူလိုက်ရတယ်ပေါ့နော်ကျွန်တော်ယောက်ျားတွေကအရှုံးကိုလက်မခံချင်တာများတယ်အနိုင်မခံအရှုံးမပေးဆိုတဲ့စိတ်ဓာတ်ရှိကြတာများတယ်ဆိုတော့စိတ်ဓာတ်ကတခြားနေရာတွေမှာကောင်းရင်ကောင်းတယ်ဒါပေမဲ့ဒီ trading မှာအဲ့ဒါကိုခဏလေးဘေးခောက်ထားဖို့လိုတယ်ပေါ့နော်ဒီနေ့ရှုံးသွားရင်ရှုံးသွားတာကိုလက်ခံရလိမ့်မယ်ကိုယ့်ရဲ့ rules တိုင်းလိုက်နာတဲ့ setup တိုင်းဝင်တယ်ရှုံးသွားတယ် okay ရှုံးသွားတယ် computer ပိတ် monitor ပိတ်ပြီးရင်တခြားလောက်သွားလောက်လိုက်ဆိုတော့အဲ့လိုမျိုးအရှုံးကိုလက်ခံတတ်ဖို့အတွက်ကျွန်တော်အများကြီးကျင့်ယူရတယ်โอเคကိုကအခုချိန်မှာအရှုံးကိုလည်းအကုန်လုံးလက်ခံနိုင်နေပြီဒါတွေကိုလည်းကိုက AC ဖြစ်နေပြီဆိုရင်တော့ကိုယ်ပိုင် money နဲ့ trader အကောင်းဆုံးပဲလို့တော့ကျွန်တော်မြင်တယ်နောက်တစ်ခုကအားနည်းချက်ဖြစ်သွားနိုင်တာကကိုက rules တွေဘာမှမသတ်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့် rules တွေမရှိတာဖြစ်တဲ့အတွက်ကြောင့်ကို trade ချင်တယ်လို့ trade လို့ရတယ်အရှုံးကိုလည်းပြန်ပြီးတော့ recover လုပ်လို့ရတယ်ပေါ့နော် over trading တွေကဖြစ်လာနိုင်တယ်โอเคဒါကတော့ own capital တွေ trade တဲ့ချိန်မှာရှိတဲ့အားသာချက်အနေချက်တွေပေါ့နော်ဆိုတော့ profit အကြောင်းလာပြီပေါ့နော် profit အကြောင်းလာပြီဆိုရင်တော့သူ့ရဲ့အားသာချက်ကတော့ခုနကပြောတဲ့ small capital ကမလိုတော့ဘာလို့ဆိုကျွန်တော် challenge fee နည်းနည်းလေးတွင်းပြီးတော့9000တန်3သိန်းတန်အကောင့်ကိုဝယ်ပြီးတော့ဖြည့်လို့ရတယ်ပေါ့နော်ဆိုတော့9000တန်အကောင့်ကျွန်တော်တို့ future မှာဆိုရင်ဒေါ်လာ80လောက်ပဲရှိတယ်ဗျာဆိုတော့9000ရဖို့အတွက်ကျွန်တော်ဒေါ်လာ80လောက်ပဲရင်းရလို့ဖြစ်နေတယ်ဆိုတော့80ရှိရင်9000ကန်ဖြည့်လို့ရပြီ scale ရှိရင်ဖြည့်လို့ရပြီဆိုတော့ဒါအားသာချက်အကြီးလို့ပြောလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ rules တွေသတ်မှတ်ထားတာလေကျွန်တော်တော့ကောင်းတဲ့နေရာမှာလည်းထည့်ထားတယ်မကောင်းတဲ့နေရာမှာလည်းထည့်ထားတယ်ဘာလို့ဆို profit တွေမှာ rules တွေအများကြီးရှိတယ်ဗျာဒါပေမဲ့တချို့ rules တွေကကျွန်တော်တို့ရဲ့ own capital trade ဖို့ရအတွက်ကိုအများကြီးအထောက်အကူပေးတယ် for example အနေနဲ့ပြောရရင် maximum loss limit တို့ပြီးရင်ကျွန်တော်တို့ဒီ consistency rules တို့ဒီ consistency rules ကလေ3တက်ရင်တော့ကောင်းတယ်ဒါပေမဲ့ကျွန်တော်ကတော့ fan တက်မှာ consistency rules ကိုတိတ်မကြိုက်ဘူးပေါ့နော်
ဒီ rules တွေကဘာလဲဆိုရင်ကျွန်တော် own capital trade တဲ့အချိန်မှာဒီစီကန်းရှိအောင်ကျင့်ယူလို့ရတဲ့အချက်လေးတွေကိုကျွန်တော်မြင်နေပေါ့နော် maximum loss limit ဆိုရင်ကျွန်တော်ဒီနေ့ trade လိုက်လို့ရှုံးသွားရင်ဒီလောက် amount ရှုံးသွားရင်ကိုကထပ် trade လို့မရတော့သူကပိတ်လိုက်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကလည်းကျွန်တော် own capital မှာလည်းတွားပြီးတော့ကောင်းကောင်းသုံးချလို့ရတယ်ကိုကဒီလောက်ဒီနေ့ဒေါ်လာ100ပဲကိုကရှုံးရင်နားမယ်လို့စဉ်းစားထားရင်ဒေါ်လာ100ရှုံးသွားရင်ကိုကနားပလိုက်တော့အဲ့လိုမျိုးဟာတော့ကိုအများကြီးအထောက်အကူပေးရလို့မြင်နေပေါ့နော်အဲ့တော့ကျွန်တော်တို့ကောင်းတဲ့တဲမှာလည်းထည့်ထားတယ်မကောင်းတဲ့တဲမှာလည်းထည့်ထားတယ်နောက်တစ်ခုကကောင်းတဲ့အချက်ကကျွန်တော်တို့ capital ကိုခုနပြောတဲ့များများ grow လုပ်လို့ရတဲ့အချက်ပဲဒေါ်လာ9000တန်ကိုကျွန်တော်တို့10ကောင်းဝယ်ပြီးတော့10ကောင်းကို stack လုပ်ပြီးတော့ဟိုတခါတည်း trade မယ်ဆိုရင်9000ရဲ့10ကောင်းဆိုရင်ကျွန်တော်9သိန်းဖြစ်သွားပြီဗျာ9သိန်းနဲ့ညီမျှတဲ့ capital နဲ့ကိုကသွား trade ရင်ကျွန်တော်တို့ရဲ့ရလာမယ့် profit ကလည်းအမြန်ကိုဟိုခုနပြောတဲ့ဒေါ်လာ3သိန်းရဖို့ဆိုတာကအချိန်ပုံမြန်လိမ့်မယ်ပေါ့နော် own capital အတွက်ဆိုတော့ဒါကလည်းကောင်းကောင်းအသုံးချတတ်ရင်ရရှိလာမယ်အားသာချက်ပေါ့နော် okay သူ့ရဲ့အားနည်းချက်တွေလားအားနည်းချက်တွေကတော့အများကြီးပဲ profan reliable ဖြစ်ဖို့လိုအပ်တယ် profan ဖြစ်နေတာပြောကြောင့် profan ရဲ့ rules တိုင်းကိုပဲကျွန်တော်တို့ကလိုက်ပြီးတော့လုပ်နေရတယ်သူ rules ပါချမှတ်တာဘာအစ်စ်ထက်တို့သူတို့ဘာပဲပြင်ကျွန်တော်အဲ့ rules ကိုမညီညီအောင်လိုက်လုပ်နေရတယ်နောက်ပြီးပေးရောက်ရဖို့ရအတွက်ကိုလည်း rules အတိုင်းကိုလိုက်လုပ်နေရတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့မှာဟို train နေတာတော့မှ rules တိုင်းမညီရင်ပေးရောက်ကလွယ်မရအောင်ဆိုတော့အဲ့ဒါတွေအရန်ကိုတင်းကျပ်ထားတယ်ပေးရောက်ရဖို့ရအတွက်လည်းတချို့ fan တွေဆိုရင်အရန်ကိုခက်ခဲပြီးတောက်ထားတာရှိတယ်ပေါ့နော်ဆိုတော့အဲ့ rules ပေါင်း16000ကလည်းဒီ profile အဓိကအားနေချက်ပဲကျွန်တော်အားလာချက်မှာတစ်ချက်ပြောဖို့မေ့သွားတယ်ပေါ့နော်ဒီ profile ဖြည့်တဲ့အချိန်မှာရှုံးတဲ့ amount ကဒီ own capital trade ရင်ရှုံးတဲ့ amount နဲ့ emotion နဲ့ကလုံးဝမတူဘူးဆိုတော့ emotion နည်းနည်းလေးပဲခံစားရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ပတ်စံမှာမဟုတ်လဲကျွန်တော်ဒေါ်လာ90ပဲရင်းပြီးတော့9000တန် trade နေတာဖြစ်တဲ့အကြောင်းကျွန်တော်တို့အကောင့်ပြတ်သွားခဲ့သည်ရှိတော့ကျွန်တော်မှာဒေါ်လာ90ပဲရှုံးမှာပေါ့နော်။ own capital လိုမျိုး9000ရင်းပြီး9000ပြတ်သွားရင်တော့9000လုံးရှုံးမှာဆိုတော့အဲ့လိုမျိုးကွာခြားချက်လေးလည်းရှိတယ်ဒါကတော့အားသာချက်ပေါ့နော်ကျွန်တော်ပြောဖို့မေ့ခဲ့လို့ဆိုတော့ခုနအားနေချက်နဲ့စမယ်ဆိုရင်ပေးအောင်ရောက်ရတော့အရင် rush ရတဲ့ rules ပေါင်း16000ကျွန်တော်တို့မှာလွှမ်းမိုးထားတာရှိတယ်ထိန်းချုပ်ထားတာရှိတယ်နောက်ပြီးရင် app profile ကကြားထဲမှာကြောင်ရိုက်ပြီးတော့ဒီဝါလီခံတော့လို့ shut down လုပ်သွားတာလို့ဆိုရင်လည်းကျွန်တော်တို့မှာဘာမှမတန်နိုင်ဘူးကိုယ့်ကိုပတ်စံပြန်အန်းလိုက်အောင်ကန်ကောင်းပေါ့နော်ဆိုတော့အဲ့လိုမျိုးအကြောင်းအရာတွေကလည်းအများကြီးရှိတယ်ဆိုတော့အဲ့အားနေချက်တွေကြောင့်ကျွန်တော်အနည်းချုပ်ပြောရရင်တော့ကိုကရေရှည်သွားခြင်းနဲ့တကယ်ဒါကြီးကို long term business အနေနဲ့လုပ်ချင်တယ်ဆိုရင်တော့ own capital ကတော့အသင့်တော်ဆုံးပဲကိုယ်ပိုင်ပတ်စံနဲ့ trader ကတော့လုံးဝ long term မှာအကျိုးရှိဆုံးပဲဘာလို့ဆိုတော့ဘာမှအားကိုးစရာမလို profile ကိုအားကိုးစရာလည်းမလိုအခုဆိုကျွန်တော်တို့ဆိုရင်ဗျာ profile ကကိုအောင်ထားတဲ့ဟာဆိုရင်ပိတ်သွားရင်လည်းကိုကခံရမှာပဲဆိုတော့အဲ့လိုမျိုးပြဿနာတွေမရှိတော့ဒါပေမဲ့တခု tips တခုပေးခြင်းတယ်ပေါ့နော်အခုမှစလေးလာခြင်းတဲ့လူတွေဆိုရင်တော့ကိုယ်ပိုင်ပတ်စံနဲ့ trader တဲ့ profile နဲ့ကိုကအရင်ကျင့်ပြီးတော့ခုနပြောတဲ့ဒီကိန်းကနန်းတွေကိုကိုကလက်ခံသွားနိုင်တဲ့အကျင့်တစ်ခုကိုစပြီးတိဆောက်စေချင်တယ်ပေါ့နော်ဆိုတော့ကိန်းကနန်းကိုဘာကိုလက်ခံရမလဲဆိုခုနပြောတဲ့အရှုံးတွေပေါ့နော်ကိုကရှုံးသွားရင်လည်းဘာမှမခံစားနဲ့ဒါကိန်းကနန်းတစ်ခုပဲနိုင်သွားရင်လည်းဒါကိန်းကနန်းတစ်ခုပဲငါပတ်စံမဟုတ်ဘူးဆိုတော့အဲ့လိုမျိုးအကျင့်တစ်ခု delay တစ်ခုကိုဒီ profile နေနဲ့စပြီးတော့ကျင့်လို့ရတယ်ဒီ profile ရဲ့ challenge ကလည်းအရန်ကိုပတ်စံဈေးမကြီးဘူးဗျာအကုန်လုံးတတ်နိုင်တဲ့ amount ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့အဲ့မှာစပြီးတော့ဟိုလေ့ကျင့်စေခြင်းတယ်ပေါ့နော်ကျွန်တော်ရဲ့ဖြတ်တန်းခဲ့တဲ့ဒီတစ်လျှောက်မှာကျွန်တော်အဲ့လိုမျိုးကျင့်ယူခဲ့တာကျွန်တော်စတော့ကကိုယ်ပိုင်ပတ်စံနဲ့ဒေါ်လာ90လာမသိဘူးကျွန်တော်စလေလာတော့မမှန်ရ Ace နဲ့အကောင့်ဖွင့်ပြီးတော့ကျွန်တော်90ထည့်ပြီးတော့ trade ခဲ့တယ်ဘယ်တော့မှမခံဘူးကျွန်တော်ပလုံသွားတယ်အကောင့်ပြတ်သွားတယ်ပျောက်သွားတယ်ဆိုတော့အဲ့ဒါကတော့လူတိုင်းဖြတ်တန်းမိလိမ့်မယ်ထင်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်နောက်ပိုင်းလေးလိုင်းနဲ့ profile ဆိုတဲ့ဟာလေးကိုတွေ့လာတယ်တွေ့လာတော့ကျွန်တော်ဒီ profile ကိုဟို profile ကိုအားကိုးပြီးတော့ကျွန်တော်ခုနပြောတဲ့အကျင့်လေးတွေကိုကျွန်တော်တီဆောက်မယ်လို့ကျွန်တော်စဉ်းစားရင်းနဲ့ profile ကိုပဲတောက်လျှောက် trade လာခဲ့တာအခုဆိုရင်တော့တစ်နှစ်ကျော်လောက်ရှိပြီပေါ့နော်ဆိုတော့ဒီ profile ကြောင့်ရရှိခဲ့တဲ့အကျိုးကျေးဇူးတွေလည်းအများကြီးပဲခုနပြောတဲ့rules တွေကိုလိုက်နိုင်ရမယ်အခြေခံအချက်လက်တွေပြီးရင် emotion တွေထိန်းနိုင်အောင်ကိုယ့်ရဲ့ risk management ထိန်းနိုင်အောင်အများကြီးဒီ profile ကိုအခြေခံပြီးတော့ကျင့်ယူလို့ရတယ်လုပ်ယူလို့ရတယ်ပေါ့နော်ဒီ profile ဖြေတာကကျွန်တော်တို့ demo account trader တဲ့အများကြီးတာတယ်ဆိုတော့အခုမှစလေးလာနေတဲ့လူတွေဆိုရင် demo နဲ့စပြီးလေ့ကျင့်တာသမိုင်းပေါ့နော်။ဘာကြောင့် demo နဲ့ trader နဲ့ဒီခုန profile နဲ့ trader နဲ့တော့မှလုံးဝမတူဘူး။ demo ကကျွန်တော်တို့ paper money ဗျာတကယ်ပတ်စံလည်းမဟုတ်ဘူး။အဲ့တော့ကျွန်တော်ဘာခံစားချက်မှမပေါ့။ရှုံးလဲကိုယ်ပတ်စံမဟုတ်တာပြတဲ့အကြောင်းအပျော်ပျော်ကြီးရှောက်လုပ်တတ်တယ်ပေါ့နော်။ profile ကတော့ပတ်စံနည်းနည်းရင်းထားရသေးတယ်။ပြီးရင်ကိုကအောင်မဲအောင်ချင်တာတွေ rules တွေရှိတာဖြစ်တဲ့အတွက်ကြောင့် emotional တွေအများကြီးဖြစ်နိုင်တယ်ပေါ့နော်။
ဆိုတော့ demo account နဲ့မကျင့်ဘဲနဲ့ profile နဲ့ကျင့်တာကတော့ကျွန်တော်ပို့ပြီးအကျိုးရှိတယ်လို့တော့ထင်တယ်စားလေးလာမယ်လူတွေဆိုရင်တော့ profile နဲ့ပဲဟိုဖြည်းဖြည်းချင်းကျင့်ယူပေါ့နော်အရန်ကို rush မလုပ်နဲ့မလောနဲ့ကိုယ့်ရဲ့ခုနကပြောတဲ့အချက်လက်တွေလေ့ကျင့်ရမယ့်ဟာတွေကိုယ့်ရဲ့ system တွေကိုချမှတ်နိုင်ပြီဆိုရင်တော့ကိုယ့်ရဲ့ဒီတကယ်ဟိုလိုက်နိုင်မယ့်ချက်တွေကိုလိုက်နိုင်ပြီဆိုရင်တော့ကျွန်တော်ကိုယ်ပိုင် money ဘက်ကိုရွှေ့ပြီးတော့ trader ကတော့ရေရှည်မှာ long term ဖြစ်နိုင်တယ်ဆိုတဲ့ဟာလေးကိုတော့ကျွန်တော်အကြံပေးခြင်းတယ်ပေါ့နော်။ Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါအောင်မယ်။